ကျွန်တော်ဒီဗီဒီယိုမှာတော့ M7 Party Week Event မှာ Epic Skin တစ်ကောင်ကိုဘယ်လိုအလကားရယူရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ event ကတော့ကျွန်တော်တို့ဒီနေ့တလပိုင်း26ရက်နေ့မှာရောက်ရှိလာပြီး2လပိုင်း10ရက်နေ့မှာ event ကုန်ဆုံးမှာပဲဖြစ်ပါတယ် event ကြာချိန်ကတော့14ရက်ဖြစ်ပါတယ်ဒီအောက်မှာ level 1 level 2 level 3 level 4 level 5ဆိုတာလေးရှိတယ် battle night chest point လေးတွေက900ရလို့ရှိလို့ရှိရင် level 2ကိုရောက်မယ် point 1000ရောက်လို့ရှိလို့ရှိရင် level 3ကိုရောက်မယ် point 2500ရောက်လို့ရှိရင် level 4ကိုရောက်မယ် point 4800ရောက်လို့ရှိရင် level 5ကိုရောက်ရှိမှာပဲဖြစ်ပါတယ်အဲ့ဒီ battle night chest point လေးတွေကိုကျွန်တော်တို့ဘယ်ကရရှိမလဲဆိုလို့ရှိရင် party week test ဆိုတဲ့နေရာတကားနေပြီးတော့ test လေးတွေလုံးဆောင်ပြီးတော့ရရှိမှာပဲဖြစ်ပါတယ် level 1ဆိုလို့ရှိရင်ကျွန်တော်တို့ normal skin တွေကိုရရှိမှာပဲဖြစ်ပါတယ် level 2ဆိုလို့ရှိရင်ကျွန်တော်တို့ elite skin တွေကိုရရှိမှာပဲဖြစ်ပါတယ် level 3ဆိုလို့ရှိရင်ကျွန်တော်တို့ special skin တွေကိုရရှိမှာပဲဖြစ်ပါတယ်level 4ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ epic skin တွေကိုရရှိမှာပဲဖြစ်ပါတယ် level 5ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ lucky box skin တွေကိုရရှိမှာပဲဖြစ်ပါတယ် skin တွေကိုရယူတဲ့အခါမှာ random ကြပန်ရယူရမှာမဟုတ်ဘဲနဲ့ကိုကြိုက်တဲ့ skin တစ်ကောင်ကိုရွေးချယ်ပြီးတော့ယူလို့ရမှာပဲဖြစ်ပါတယ်ဒီ skin chest ကိုကျွန်တော်တို့ဘယ်နေ့မှရယူလို့ရမလဲဆိုလို့ရှိရင်2လပိုင်း9ရက်နေ့နဲ့2လပိုင်း10ရက်နေ့မှာ skin chest ကိုယူပြီးတော့ကိုကြိုက်တဲ့ skin တစ်ကောင်ကိုရယူလို့ရမှာပဲဖြစ်ပါတယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒီ level 5တိရှိတယ်ဗျာ level 5တိရှိတဲ့အခါကျွန်တော်တို့ဒီ level 2လောက်မှရပြီး level 2လောက်မှရွေးပြီးယူလို့ရှိရင်နောက်ထပ် level တစ်ခုကိုရယူလို့ရတော့မဟုတ်ပါဘူးဒီ level 5ခုလုံးမှာကိုကြိုက်တဲ့ level တစ်ခုကိုယူပြီးတော့အဲ့ဒီ skin တစ်ကောင်ကိုပဲရယူလို့ရမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ကိုက level 4 epic skin တစ်ကောင်ကိုယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ level 2 level 3 point 1000ပြီးတော့ level 3ရောက်ရင်လည်းကျွန်တော်တို့မယူဘဲထားပါအောင် level 4ရောက်တော့မှကျွန်တော်တို့ဒီထဲကနေပြီးတော့နှစ်လပိုင်း9ရက်နေ့နဲ့10ရက်နေ့ကြာလို့ရှိရင်အဲ့ skin chest တွေကနေပြီးတော့ကျွန်တော်တို့ကိုဒီကြိုက်တဲ့ epic skin တစ်ကောင်ကိုရွေးပြီးတော့ယူလို့ရမှာပဲဖြစ်ပါတယ် okay party week test မှာကျွန်တော်တို့လောက်ရမယ့် test တွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ test 3ခုပဲလောက်ရမှာဗျာ login ဝင်လို့ရှိရင် login ဝင်ရမယ် login ဝင်လို့ရှိရင် point 50ရမယ်ဒါပေမဲ့ तू ကပထမဆုံး first week ပထမဆုံး9ရက်မှာရရှိမဲ့ battle night chest point တွေကို तू ကနှစ်ဆတကယ်နှစ်ဆပေးထားမှာပဲဖြစ်ပါတယ်14ရက်ရှိရဲရှေ့9ရက်ကိုနှစ်ဆပေးမယ်နောက်9ရက်ကိုတော့ဒီတိုင်းပုံမှန်ပဲပေးသွားအဲ့လိုမျိုးပေါ့နော်โอเค login test ကပါ3ခုပဲရှိမယ် login ဝင်ရမယ်ပြီးလို့ရှိရင်တပွဲကစားရမယ် game တပွဲကစားရမယ်ပြီးလို့ရှိရင်တင်ငယ်ချင်းနဲ့တပွဲကစား test 3ခုပဲရှိเนาะကျွန်တော်တို့ epic skin တစ်ကောင်ကိုယူမယ်ဆိုလို့ရှိရင် battle night chest point က2500ရှိဖို့လိုပါတယ် point 2500ရှိမှ level 4ရောက်မယ် level 4ရောက်တော့မှအဲ့ဒီကနေပြီးတော့ epic skin တစ်ကောင်ကိုအလကားရယူနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ test လေး3ခုလုံးယုံနဲ့ battle night chest point 2500ရနိုင်မလားဆိုတော့ကိုကျွန်တော်အခုဒီ table လေးနဲ့ရှင်းပြသွားမယ် test က January 26နေပြီးတော့ February 10ရက်နေ့14ရက်တီလောက်ရမယ်ဂျားထဲမှာပြတ်သွားလို့မရပါဘူးပြတ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ epic skin တစ်ကောင်ကိုရှားတော့မှာမဟုတ်ပါဘူးโอเค login ဝင်လို့ရှိရင်ကျွန်တော်တို့ point 50ရမယ် game တစ်ပွဲဆော့မယ်ဆိုလို့ရှိရင် point 40ရမယ်တကယ်ချင်းတဲ့တစ်ပွဲဆော့မယ်ဆိုလို့ရှိရင် point 30ရမယ်အဲ့တော့စုစုပေါင်း point က120ရတယ်โอเคတကယ်လို့နှစ်ဆ120နှစ်ဆဆိုရင်240 first week ပထမဆုံးရှေ့9ရက်မှာနှစ်ဆရမယ်เนาะအဲ့တော့နှစ်ဆဆိုစုစုပေါင်းက240 9ရက်ဆိုတော့9နဲ့မြောက်လိုက်တယ်ဆိုတော့ point ကဘယ်လောက်ရောက်သွားပြီဆိုတော့1680ရမယ်နောက်9ရက်မှာကကျွန်တော်တို့ပုံမှန်120ပဲရမယ်နောက်9ရက်ဆို9ရက်ဆိုတော့9နဲ့မြောက်လိုက်တယ် point 840ရတယ်ဆိုတော့ရှေ့ first week ရှေ့9ရက်နှစ်ဆမှာက point 1680ရတယ်နောက်9ရက်ပုံမှန် point တွေနဲ့ရတာက point 840ရတယ်အဲ့နှစ်ခုပေါင်းလိုက်လို့ရှိရင် point 2520ရတယ်အဲ့တော့ point 2500ရပြီဆိုလို့ရှိရင် level 4ရောက်ပြီ level 4ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကနေပြီးတော့ကိုကြိုက်တဲ့ epic skin တစ်ကောင်ကိုရယူလို့ရမှာပဲဖြစ်ပါတယ်ဒီ14ရက်ထဲမှာဘယ်တရက်မှ test ကိုလောက်တာကိုပြတ်သွားလို့မရပါဘူး test လောက်တာပြတ်သွားတဲ့ရက်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ epic skin တစ်ကောင်ကိုရယူနိုင်မှာမဟုတ်တော့ပါဘူးအဲ့ဒါမှ level 3လောက်ပဲရတော့မှာဗျအခါဆိုလို့ရှိရင် special skin တစ်ကောင်လောက်ပဲရတော့မှာဖြစ်ပါတယ်เนาะtest ကတော့3ခုပဲလောက်ရမယ် login ဝင်ရမယ် game တစ်ပွဲဆော့ရမယ်တငယ်ချင်းနဲ့တစ်ပွဲဆော့ရမယ်ကိုက login တရခါပြီးလို့ရှိရင် login ဝင်လိုက်တယ်ဗျ login ဝင်ပြီးတငယ်ချင်းနဲ့တစ်ပွဲဆော့လိုက်ပြီဆိုလို့ရှိရင် test ကအကုန်ပြီးသွားပြီတကယ်ချင်းတဲ့တပွဲဆော့တဲ့အခါမှာ game တစ်ပွဲဆော့တဲ့ test လည်းပြီးသွားပြီအဲဆိုရင်ပြပြီးတော့ lucky box skin တွေထဲမှာကိုကြိုက်တဲ့ lucky box skin ပါရှိလာခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ lucky box skin ကိုကြတော့ diamond ဖြည့်ရမယ်ပြီးလို့ရှိရင် diamond 300တဲ့ test လေးတွေကိုလုပ်ပြီးတော့မှရရှိမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုလေးကို
သိရှင်တယ်ကြည့်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ comment လေးမှာမှန်သွားပြီပါကျွန်တော်ကြည့်မဲ့လူများတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ lucky box skin ကိုဘယ်လိုယူရမလဲဆိုတဲ့ဗီဒီယိုလေးကိုတစ်ပုတ်ကိုထပ်လုပ်ပေးပြီးတော့တင်ပြသွားပါမယ်ဗျကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့အခုကြီးပေးကြပါအောင်ဗျ